had a day when me feeling me. I think about you all the time, girl. You're the apple of my eyes. What do I aim at dream? But baby, and I need your love on your Shitty out of day, but me feeling me. I think about you all the time, girl. I need you in my life. You make all of my good vibes. You're changing your peace with big kid. Yeah, yeah, I'm alone, neighbor. I didn't mean that. Hello, I saw no ya. The cool did on ya. So I need you by my side. Hello, commentary was fine. Did you carry a thing? Think it's down there. Shut the shots about me. The Gloria thing here that roll chavi. Dinner such a think it's in there. Along with Lolly, Yamekwe. Aero, Lazy Betabal. Did you carry a thing special get you much solid core habare to us out of the lesser rock? Mamma return of your pare, Mamma return at 18, shut the shots about me, get absolutely like you. Tibetable. Yeah, but they know, but not some way. I can't tell me, let's go. ဒီနေ့မနက်စာဆိုင်လေးတော့အသိန်းကဥချတီဆိုင်လေးကိုရွေးထားပါတယ်အသိန်းကတော့အညာစတိုင်လေးပဲပြုတ်သမင်းစီစမ်းနဲ့စမူစာလေးနဲ့စားပါတယ်မမရစ်ချေကတော့ဘုံဟင်းကဆွဲပါတယ်အသိန်းတို့မနက်စာစားပြီးသွားပြီဆိုရင်တော့ပုံလှလေးရိုက်ဖို့အတွက်ကော်ဖီဆိုင်လှလေးအသိန်းရွေးထားပါတယ်ဒါဆိုရင်ဒီ vlog လေးကိုဆက်ပြီးတော့ကြည့်ပေးကြပါအောင်နော်ကဲအခုကတော့အသိန်းတို့က Fanbrasso ဆိုတဲ့ဆိုင်ကိုရောက်လာပြီဒါကတော့ Fanbrasso ရဲ့ branch တွေကအသိန်းဆိုင်တဲ့ Fanbrasso ရဲ့ lake ပါဒါတော့ dry canna မှာရှိရကွာကဲသွားလိုက်ရအောင် let's go မှာသွားမယ်ဒီ Fanbrasso ရဲ့ lake ကကျတော့အသိန်း contact block လေးတစ်ခါရေးပူပါတယ်။သိန်းတို့ဒီဇိုင်းလေးက barista တွေက world class barista စုတွေပါရထားတဲ့အတွက်ကြောင့်မို့လို့စိတ်ချလက်ချသိန်းတို့ coffee တွေ matcha တွေကိုသုံးဆောင်နိုင်ပါတယ်။အသိန်းတို့ဈေးနှုန်း rate တွေက Fanbrasso ပဲဆိုင်မဲ့တော့ဒီ rate ပါပဲเนาะအဲ့တော့ဈေးနှုန်းကလည်း reasonable ဖြစ်ပါတယ်။ကဲအဲ့တော့တွားပြီးတော့ try ကြည့်ကြပါเนาะ mass frying ကကျတော့အသိန်းတို့ latte မတောက်နဲ့ cappuccino ရင်လေးအေးလေးတောက်ပါနောက်ပြီးတော့ကျတော့ matcha pure matcha ကြိုက်တယ်ဆိုလဲ pure matcha အဲ့လိုမဟုတ် mix နဲ့ရောပြီးတော့ကြိုက်တယ်ဆိုရင်လည်း matcha latte လေး try ကြည့်ပါเนาะနောက်ပြီးဒီဇိုင်းလေးကိုအသိန်းကြိုက်တာက photogenic ဖြစ်တဲ့နေရာတွေအများကြီးရှိလို့ပါနောက်ပြီးဒီဇိုင်းလေးရဲ့ photogenic ဖြစ်တဲ့နေရာတွေကအရန်ကုန်မှာကပြစနေလို့ပြောရပါမယ်တောင်တန်းကြီးတွေရှိမယ်ရေကန်ကြီးတွေရှိမယ်နောက်ပြီးတော့ဒီမှာတရားလေးလည်းရှိပါတယ်ပြီးတော့ဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက်ကတော့အရန်ကုန်မှာ perfect ပါဒီဇိုင်းမှာဆိုရင်တော့ gallery vibe လေးရရင်တော့အရန်ကုန်မှာ twist စင်းကွယ်အဲ့လိုလေးလည်းရှိပါတယ်အဲ့တော့ချက်မှန်အောင်လာလဲဆိုရင်ဒီဇိုင်းလေးမှာသွားပြီးတော့ပုံတွေအများကြီးရိုက်ခဲ့ကြပါလို့အသိန်းကညွှန်ချင်ပါတယ်နော်ကဲဒါဆိုရင်အသိန်းနဲ့မမ Rachel တို့ဘယ်ဆက်သွားသေးလဲဆိုတာဆက်ပြီးတော့ကြည့်ပေးချပါဦးပုံရပြီးဆိုတော့အသိန်းတို့ပါထားတဲ့ coffee လေးရောက်လာပြီဖြစ်တဲ့ကြောင့်မလို့ cheersအသိန်းတို့တွေຫນွေဦးကာလောက်ရောက်လာပြီဆိုရင်တော့ချင်းမိုင်မှာစက်ကူပန်းမင်းတွေကလှလှလေးတွေစပြီးတော့ပွင့်ပါပြီအသိန်းတို့ဒီစက်ကူပန်းမင်းတွေပွင့်ချိန်က time limit တော့ရှိတယ်အသိန်းတို့တပတ်တွင်ကိုမြန်မြန်သွားရိုက်မှပဲလှတာပါကဲဒါလေးကတော့အသိန်း slow mo vibe လေး cutie vibe လေးအသိန်းမမ Rachel ကိုရိုက်ပေးထားတာလေးပါတကယ်မအောင် match ဖြစ်ပါတယ်ရန်လဲလှပါတယ်အသိန်းတို့ຫນွေဦးမှာစက်ကူပန်းမင်းလေးနဲ့ရိုက်ချင်တယ်ဆိုရင်တော့မြန်မြန်လေးသွားပါเนาะလိပ်စာကိုအသိန်းကိုယ့်ဘက်မှာချပေးထားပေးပါမယ်စက်ကူပန်းကလေတိုင်းကိုကျွေးရတဲ့အတွက်ကြောင့်မို့လို့အသိန်းကတော့အာမတော့မခံပါဘူးเนาะအဲ့ဒီချက်လေးတော့ရှိပါမယ်ကဲဒါဆိုရင်အားလုံးပဲဒီနေရာလေးမှာဓာတ်ပုံလှလှလေးအများကြီးရိုက်ခဲ့ကြပါလို့အသိန်းကပြောချင်ပါတယ်ကဲဒါဆိုရင်ဒီနေ့ရဲ့ vlog လေးမှာပါပေးတဲ့အတွက် memory ချေကျေးဇူးအများကြီးတင်ပါတယ်ကဲဟုတ်ပါပြီဒါဆိုရင်အသိန်းတော့နောက် vlog ကြောင်းပြန်ပြပါမယ်အားလုံးပဲချစ်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲတတာ